ပိဇာသီလံဓမ္မယာသာမိလောကဟံကတဝါသီလံတောမောစနထာယဟံဗန္တိပပိဇာသီလံဓမ္မယာသာမိလောကဟံကတေယမဝဒာမိတံဝတိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောဒီရှာထုတ်ပြောင်းဟုတ်တယ်လူတွေနဲ့တော့စကိုင်းတိုင်းထေရတရားသံဃာယတနာမြတ်တိခုတ်ဘုသောဘုမြောမန်လျောကရောလိုက်ရာခြင်းတိဟုသောတက္ကိသဂရဝါကောင်းမြတ်မခြင်းချမ်းသာခြင်းအစရှိသောကောင်းကျိုးမင်္ဂလာအပြည့်ပြည့်တို့နှင့်ပြည့်စုံကြပါလိကုန်တည်းသန္တာရဝတ္တဒုက္ခတောကိသသီလံသမာဓိယတပိတော်မတို့သည်ဘုဆင်းရဲအပေါင်းမှလောကီမှန်သမှုအာယုံပြု၍သီလတော်မြတ်ကိုခံယူစောင့်တည်ပါ၏အရှင်ဘုရားလုံးစုံများစွာတတ္တဝါကိုယ်စိတ်မြဲပါလောကီတရဏဂုံ3ပါးဒီက5ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြပြီး၍မွန်မြတ်စွာသောဝိဟောင်းဆက်ခြင်းဝိတိချခြင်းကောင်းမှုကုသိုလ်အမှုတို့ကိုနိဗ္ဗာန်ရည်မှန်း Pù rán pù dô,
ကံသဗ္ဗတတ္တနံသာသုဝါမြာရသောဘုရားကကို30ဘုံအာလုံးသူအားအမြစိတ်နှပြကျမ်းမာချမ်းသာကြသည်သာကြမြတ်